မိန်းကလေးငယ်တဦးသည်ငယ်ရွယ်စဉ်ကတည်းကထူးခြားသောစွမ်းရည်တစ်ခုရရှိထားခဲ့သည်မည်သူမဆိုသူမအပေါ်မကောင်းသောရည်ရွယ်ချက်ဖြင့်လိမ်ညာပြောဆိုပါကထိုလိမ်ညာမှုများသည်အမှန်တကယ်ဖြစ်ပေါ်လာနိုင်သည့်တစ်နေ့တွင်မွေးစားဖခင်ကသူမ၏တက်ချေထောက်ကိုယူပြီးသားဖြစ်သူကိုပေးချင်ခဲ့သည့်ထို့ကြောင့်သူမ၏ညီငယ်ကိုအသားမစားရင်အမြေပြင်ပေါ်လဲကျသွားပြီးနှလုံးပြန်ဖွင့်လာသောအခါစိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းသူတဦးဖြစ်နေခဲ့သည့်နှင့်အနည်းငယ်တွင်ထိုညီငယ်သည်ရွာ၏တည်နှံများကိုမိရှို့ခဲ့သည်သို့သောမွေးစားဖခင်ကအရာအလုံးကိုမိန်းကလေးလုပ်ခဲ့သည်ဟုဆွဆွဲခဲ့ပြီးငါမျက်စိကွယ်သွားရင်တောင်သူမမမားပါဘူးလူများရှိတွင်လိမ်ညာပြောခဲ့သည်မမျှော်လင့်ပဲထိုစကားပြောပြီးချင်းမှာပင်သူသည်မျက်စိကွယ်သွားခဲ့သည့်အချိန်ကြာလာသည်နှင့်အမျှမိန်းကလေးကိုသူမ၏ဇီဝဗေဒမိဘများကရှာတွေ့ခဲ့ကြပြီးသူတို့သည်ဒေသအတွင်းအချမ်းသာဆုံးမိသားစုတစ်ခုဖြစ်လာခဲ့သည်သူမ၏မိခင်ကသူမကိုအိမ်သို့ပြန်ခေါ်လာခဲ့သည်သို့သောမွေးစားသမီးကမိန်းကလေးပြန်လာပါကသူမကိုနှင့်ဤကိုစိုးရိမ်နေသောကြောင့်မိခင်ထံမစွန့်ပစ်ရန်တောင်းပန်ခဲ့သည်မိခင်ကလည်းမွေးစားသမီးကိုချက်ချင်းနှစ်သိမ့်ပေးခဲ့သည်ဒီအခြေအနေကိုမြင်တွေ့ပြီးမိန်းကလေးကသူမ၏အခန်းကိုမေးမြန်းခဲ့တော်လဲညီသူမသူမအတွက်အခန်းမပြင်ဆင်ထားကြောင်းသိခဲ့ရသည်ထိုအချိန်တွင်မွေးစားသမီးကကျင်နာဟန်ဆောင်ကသူမ၏ကိုယ်ပိုင်အခန်းကိုပေးခဲ့သည်မိန်းကလေးကလည်းလက်ခံခဲ့သည်မိသားစုဝင်များကမွေးစားသမီးသည်ငယ်စဉ်ကတည်းကနေမကောင်းဖြစ်လွယ်ပြီးအိမ်၏အကောင်းဆုံးအခန်းတွင်နေရမည်ဟုဆိုကြသည်မိန်းကလေးသည်မိသားစု၏လိမ်ညာမှုများကိုနားလေပေါ်ပေါက်ခဲ့သည်ထို့နောက်မွေးစားသမီးကတနာစရာကောင်းသည့်ပုံစံဖြင့်သူမကိုအိမ်မှထွက်သွားတင်ကြောင်းပြောဆိုခဲ့သည်မိခင်ကအမကြီးတယောက်အနေနဲ့အမတ်ငယ်ကိုနေရာပေးတင်တယ်ဟုပြောခဲ့ပြီးဆရာဝန်တဦးကမွေးစားသမီးမတရားပြုခံရပါကသွေးအံမီဟုလိမ်ညာခဲ့သည်မကြာမီတွင်မိန်းကလေး၏စွမ်းရည်ကထိုလိမ်ညာမှုကိုတက်ရောက်စေခဲ့ပြီးမွေးစားသမီးသည်တကယ်ပင်သွေးအံခဲ့သည်ထို့ကြောင့်မိသားစုကသူမကိုဆေးရုံသို့ပို့ခဲ့သည်မိန်းကလေးကအစီအကံများကိုမွေးစားသမီးအတွက်အခန်းပြင်ဆင်ရန်အမိန့်ပေးပြီးဆေးရုံသို့သွားခဲ့သည်သူမ၏မိဘများသည်မွေးစားသမီးကိုအလွန်နှစ်သက်ကြောင်းသိခဲ့သည်ထို့အပြင်ဖခင်ကမွေးစားသမီးကိုနှစ်သိမ့်ရန်ကုမ္ပဏီရှယ်ယာ10%ပေးရန်တောင်းစီစဉ်ထားသည့်ဒီရာကိုကြားပြီးနောက်မိန်းကလေးသည်မိသားစုဝင်များ၏လိမ်ညာမှုကိုအသုံးချကာသူမသည်အပြင်တွင်နှစ်ပေါင်းများစွာဒုက္ခခံစားခဲ့ရပြီးပြန်လာသောအခါသူမ၏အစဉ်တန်းသည်မွေးစားသမီးထက်တောင်မကောင်းမှုပြောဆိုခဲ့သည်မိဘများသည်မလွဲမသွေအနာဂတ်တွင်ကုမ္ပဏီရှယ်ယာတစ်ဝက်ကိုမင်းရလိမ့်မယ်ဟုလိမ်ညာပြောရန်လိုအပ်လာခဲ့သည်နောက်တစ်နေ့တွင်မမျှော်လင့်ဘဲကုန်ရှယ်ယာ၏တစ်ဝက်ကိုမိန်းကလေးထံတရားဝင်လွှဲပြောင်းပေးခဲ့ကြသည်ထိုအခါသူမသည်ကုမ္ပဏီ၏အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခဲ့သည်ဖခင်ကထိုရှယ်ယာများကိုပြန်လည်ရယူလိုတော်လဲမိန်းကလေးကငင်းဆိုခဲ့ပြီးယခုအချိန်တွင်မိသားစုကိုထိန်းချုပ်သူသည်သူမဖြစ်ကြောင်းသတိပေးခဲ့သည်နောက်တစ်နေ့တွင်ရှယ်ယာရှင်အစည်းအဝေး၌ဖခင်ကအတူအယောင်တန်ဖိုးဖြတ်အစည်းအဝေးခန်းစားတင်ပြကမွေးစားသမီးသည်သူ၏ဇီဝဗေဒဆိုင်ရာသမီးဖြစ်ကြောင်းဆိုခဲ့သည်ထို့ကြောင့်ရှယ်ယာများကိုပြန်လည်ခွဲဝေရန်ကြိုးပမ်းခဲ့သည်သို့သောမိန်းကလေးကနောက်ထပ်ဖခင်သမီးစစ်ဆေးမှုပြုလုပ်ရန်အကြံပြုခဲ့ပြီးဖခင်လည်းသဘောတူခဲ့သည်စစ်ဆေးမှုရလဒ်များထွက်ပေါ်လာပြီးနောက်မိန်းကလေးသည်သူမ၏မိခင်ထံသို့သွားကမွေးစားသမီးသည်ဖခင်၏သမီးဖြစ်တော်လဲမိခင်၏သမီးမဟုတ်ကြောင်းပြောပြခဲ့သည်ထိုအချိန်မှသာမိခင်သည်ဖခင်ကသူမကိုတစ္ဆာဖောက်ခဲ့ကြောင်းနားလည်သဘောပေါက်ခဲ့သည်